atmosphere image တခုကို download လုပ်ပါမယ်ဒီမှာကတော့ image ကို download လုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ download လုပ်ပြီးသား image ဒီမှာ .save format နဲ့ပေါ်လာပါတယ် image ဒီ raw file ဖြစ်တဲ့အတွက်ကြောင့်မလို့ extract all လို့လုပ်လိုက်မယ်ဆိုလို့ရှိရင် extract လုပ်ပြီးသား image တွေပေါ်လာပါမယ်အဲ့ဒီ image တွေက granule တွေက image data တွေကိုကြည့်လိုက်တဲ့အခါမှာ Sentinel-2 image ရဲ့ 10 meter 20 meter 60 meter resolution အသီးသီးရှိတဲ့ image band တွေကိုသီးသန့် folder လေးတွေနဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ 10 meter resolution တွေက band number 2348နော် RGB NIR အဲ့ဒီ band လေးခုရဲ့နောက်20 meter resolution တွေက band number 1 band number 5 6 7 8 11 12တို့ကို folder တစ်ခုထဲမှာ copy paste လုပ်လိုက်ပြီးတော့ folder name ကို demo လို့ပေးထားပါမယ်အဲ့လိုမျိုး copy paste လုပ်တဲ့အခါမှာဒီ band နံပါတ်တွေဒီအစဉ်လိုက်ဖြစ်ရပါမယ်အစဉ်လိုက်မဖြစ်ဘူးဆိုရင် sort by name နဲ့ sorting လုပ်လိုက်ပါမယ်ဒီမှာကတော့အစဉ်လိုက်ဖြစ်ပြီးသား band number 1 2 3 4 5 6 7 8 11 12ဆိုပြီးတော့ဒီ model မှာဒီအသုံးပြုမဲ့ satellite image ရဲ့ file လေးတွေကအစဉ်သင်းဖြစ်နေပြီအဲ့ဒါဆိုရင် QGIS ကိုဖွင့်မယ် QGIS ထဲကဒီ plugin ထဲမှာ manage and install plugin အဲ့ထဲမှာနော်ဘယ်လိုမျိုးရှာမလဲဆိုတော့ဒီနေ့အသုံးပြုမဲ့ semi automatic classification plugin နော်ဒီမှာရှိနေပြီးသားတော့မရှိသေးဘူးဆိုရင်ဒီနေရာမှာ install လုပ်လို့ရတယ်ဒီမှာကတော့ရှိပြီးသားဖြစ်နေပြီအဲ့ဒီအတွက်ကြောင့်မလို့ဒီမှာ SCP ဆိုပြီးတော့ menu ရဲ့ toolbar လေးမှာပေါ်လာတယ်အဲ့တော့ SCP တွေက band set ကိုသွားမယ်စောစောက folder လေးကိုတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ folder လေးကိုဒီနေရာမှာဆိုရင်ဟောဖွင့်လိုက်မယ်ဆိုရင်စောစောက download ထဲက demo ထဲက band လေးတွေအကုန်လုံးကိုဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့အခါမှာ band order သည် Sentinel-2 satellite image ကိုအသုံးပြုတယ်အဲ့တော့ဒီ band order ဒါကို Sentinel-2 band order ကိုရွေးမယ်အဲ့တော့ဒီမှာရှိတဲ့ wavelength လေးတွေဒီ micrometer အဲ့တော့ band number ကို micrometer နဲ့ရွေးမယ် date ကတော့သူ့ကို acquisition လုပ်တဲ့ date 2026 January 13နော်အဲ့တော့ January 13ကိုရွေးလိုက်ပြီးရင်ဒီ band လေးတွေကို virtual raster band လေး create လုပ်လိုက်မယ်အဲ့ဒါဆိုရင် RGB image လေးနဲ့ပေါ်လာမယ် run လုပ်လိုက်တဲ့အခါမှာဘယ်ထဲမှာ save မှာလဲဒီမိုထဲမှာ virtual အနေနဲ့သူကတော့ band name ကိုမေးတာမဟုတ်ဘူး folder ကိုပဲမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ demo folder select folder demo ကဲအဲ့ဒါဆိုရင်တော့ဒီအတန်လေးနဲ့တူဒီ band လေးတွေရသွားပြီရသွားအခါမှာ RGB နေရာမှာ highlight ဖြစ်နေမယ် highlight ဖြစ်နေတဲ့ RGB နေရာမှာ 432ဆိုရင်ဒါဒီစောစောက down ထားတဲ့ရန်ကုန် area ပါဝင်တဲ့ satellite image လေးကိုတွေ့ရမယ်အကယ်၍ကိုက false color composite 732ဆိုရင်တော့ vegetation ကအစိမ်းရောင်အနေနဲ့မဟုတ်တော့ဘဲနဲ့အနီရောင်အနေနဲ့ urban data မှာရှိတဲ့ vegetation လေးတွေကအနီဖြော့ဖြော့ဒီတောအုပ်မှာရှိနေတဲ့ vegetation လေးတွေကအနီရင့်ရင့် coastal area မှာရှိနေတဲ့ vegetation လေးတွေကအနီရင့်ရင့်ဆိုပြီးတော့တွေ့ရတယ်ဒီနေ့တော့ဒါသူ့ကို neutral color နဲ့ပဲထားလိုက်မယ်ထားလိုက်ပြီးပြီဆိုရင်ပထမဆုံးတစ်ချက်ကဒီ view တွေက panel ထဲမှာ SCP view panel SCP tools အဲ့ဆို SCP tools ပေါ်လာပြီဆိုလို့ရှိရင်ဥဆုံးဘာလုပ်မလဲဆိုတော့ training input ကလေးကိုကြည့်မယ် training input file လေးကို save လုပ်ဖို့လိုပါတယ်ဆိုတော့ ဒီမိုထဲမှာပဲ training sample လေးတွေကိုကောက်မှာဖြစ်တဲ့အတွက်ကြောင့် training sample file အနေနဲ့ save လုပ်မယ်ပြီးရင်ဒီမှာနော် macro class id မှာ water body ရဲ့အောက်မှာ ocean water ကိုဥဆုံး sample ကောက်ရအောင်အဲ့တော့ဒီက positive icon လေးကိုယူလိုက်မယ် ocean water လေးတစ်ချက်နှိပ်လိုက်အဲ့ဆိုဒီနေရာမှာ save icon လေးဒီ highlight ဖြစ်လာလိမ့်မယ်အဲ့ဆို ocean water တစ်ခုကို save လုပ်မယ်နောက်တစ်ခါ icon လေးတစ်ခုဒီနေရာမှာ
ထပ်ပြီးတော့ယူလိုက်မယ်သူစီလည်း ocean water အနေနဲ့ save လုပ်မယ်နောက်တစ်ခါကျတော့ river water လေးတစ်ခုဒီတော့ class ID ကတော့ water body ပဲ macro class ID က ocean မဟုတ်တော့ဘူးဒီတစ်ခေါက်ကောက်မှာက river ရဲ့ training sample လေးဒီနေရာမှာကောက်လိုက်တယ်သူ့ကို river အနေနဲ့ save လိုက်မယ်နောက်ဒီနေရာလေးမှာလည်း river အနေနဲ့ training sample လေးကောက်လို့ရတယ်သူ့ကို river အနေနဲ့ save လိုက်မယ်နောက်တစ်ခါကျတော့ lake ကိုကြည့်မယ်ဆိုရင်ဒီနေရာမှာလှော်ကားကန်နော် lake ဒီ vegetation တွေနဲ့ဖုံးလွှမ်းနေတဲ့အတွက်ကြောင့်မလို့ magnifier လေးနဲ့ lake ကိုမြင်ရတဲ့အထိနော်ပြီးလို့ရှိရင်ဒီ handshake ကလေးနဲ့ water body ရှိတဲ့နေရာလေးဒီမှာဆိုရင်အပင်လေးတွေကွဲနေတယ် lake ပုံမှာဒီနေရာမှာ water body ရှိတယ်ဆိုရင် plus icon လေးပြန်ယူမယ် water လေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုတော့ဒီ water လေးက river မဟုတ်တော့ဘူး L-E-K-E lake ရဲ့ icon လေးကိုယူလိုက်မယ်နော်အဲ့ဒါဆိုရင်နောက်တစ်ခုက MC name ကိုတစ်တိုးပြီးတော့ဒီတစ်ခေါက် building တဲကမှာ resident ကိုရှာတဲ့အခါမှာ hand icon လေးနဲ့ဒီဘေးလေးမှာလူနေအိမ်တွေရှိတယ်နော်ဒီလူနေအိမ်တွေကို magnify လုပ်လိုက်မယ် magnify လုပ်ပြီးမှ plus icon လေးနဲ့ကြည့်လိုက်တဲ့အခါမှာဒါက resident အနေနဲ့ save လုပ်လို့ရပြီနော် resident ပြီးရင် MC နောက်တစ်ခုကိုဒီတစ်ခေါက် MC name က vegetation ရဲ့အောက်မှာ tree ရဲ့အောက်မှာဒီဘက်နားမှာတောအုပ်လိုမျိုး forest နော်အစိမ်းရောင်ရဲ့ရှိတယ်အဲ့ဒီနေရာလေးကိုဒါဆိုရင် tree တွေပေါ့နော် tree တွေရှိတဲ့နေရာလေးမှာ plus icon လေးနဲ့ tree ရဲ့ sample လေးကိုကောက်လိုက်မယ် save လုပ်လိုက်မယ်နောက်တစ်ခုကကြတော့ဒီနားလေးတွေမှာဘယ်သူလေးတွေရှိမလဲဆိုတော့ဒီ crop field လေးတွေပေါ့နော်စိုက်ခင်းပြိုခင်းလေးတွေ vegetation field လေးတွေလူတွေစိုက်ထားတဲ့ agriculture field လေးတွေဒီတော့ဒီ training sample လေးတွေကိုယူတဲ့အခါမှာသူ့ရဲ့ training sample အစစ်မှန်ဖြစ်ရမယ် pure ဖြစ်ရမယ်နောက်တစ်ခုက well distributed ဖြစ်ရမယ်နောက်တစ်ခုက homogeneous ဖြစ်ရမယ်အဲ့တော့စနစ်တကျနဲ့ဒီ training sample လေးကိုကောက်လိုက်ပြီးတော့သူကဘာဖြစ်မလဲဆိုတော့သူက crop field ဆိုတော့ crop အနေနဲ့ save လုပ်လိုက်မယ်ဒါတွေကတော့ training sample ကောက်ယူတဲ့ supervised communication မှာအသုံးပြုမယ် supervised classification မှာအသုံးပြုတဲ့ training sample ကောက်ယူတာဖြစ်ပါတယ်ဟုတ်ဒီအောင်တော့မယူတော့ဘူးเนาะဒီ handshake ကိုယူပြီးတော့ magnifier လေးကိုယူပြီးတော့သူ့ကို magnify ပြန်ပြီးတော့ခြုံလိုက်တယ် original photo လေးနည်းနည်းရအောင်လို့ handshake လေးနဲ့ပြန်ပြီးတော့ထားလိုက်တယ်ငါ original အဲ့ဒါဆိုရင်ဒီစောစောကဗန်ဆက်လုပ်ခဲ့တဲ့နေရာမှာနော် SCP ရဲ့အောက်က van processing မှာ classification ကိုနှိပ်မယ် classification method တွေက minimum maximum likelihood minimum distance to mean multi-layer perception random forest spectral angle mapping support vector machine အစရှိသဖြင့် supervised classification မှာအသုံးပြုတဲ့ classification method မျိုးမျိုးရှိတယ်ဒါတွေကိုသင်ခန်းစာမှာလေ့လာပြီးသားဖြစ်မယ်ဒီနေ့ကတော့ minimum distance to mean classifier ကိုအသုံးပြုပြီးတော့ run လိုက်မယ်ဆိုရင် classification ရဲ့ finding လေးက classification ဆိုပြီးတော့ save လုပ်လိုက်မယ်ဆိုရင်
ဒါဆို classification result ထွက်သွားပြီထွက်သွားတဲ့အခါမှာဒီ training sample ရှိနေတဲ့ SCP2 ကိုပိတ်လိုက်မယ် classification ရဲ့ဒီ unclassify ကအမဲရောင် water body ကအပြာရောင် building လေးတွေကိုတခြားရောင်လေးထားကြည့်မယ်ဥပမာဒီလိုမျိုးညွညွလေးတစ်ခုထားကြည့်မယ် okay နောက်တစ်ခုက vegetation ကိုအစိမ်းရောင်ထားကြည့်မယ်နော် okay apply then okay ဒါဆိုရင်ဒါ classification အမှတ်အရ building ကအညိုရောင် vegetation ကအစိမ်းရောင် water body ကအပြာရောင်ဒါပေမဲ့ဒီတစ်ခါ classification ကြတော့အဲ့လို MC macro class name နဲ့မဟုတ်တော့ဘဲနဲ့ဒီတစ်ခါမှာ classification လုပ်တဲ့အခါမှာ classification ထဲမှာ class ID နဲ့ဒီတစ်ခါ classify လုပ်မယ် class ID ကပို့ပြီးတော့အသေးစိတ်တယ်အဲ့တော့ဒီမှာ classification ဘာဒီနဲ့အထူးပြုလိုက်မလဲဆိုတော့ class ID နဲ့အထူးပြုလိုက်ပြီးတော့ save လုပ်လိုက်ဒါက satellite image တစ်ခုလုံးကို clip မလုပ်ဘဲနဲ့နော် white area ကို classification လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်1 minute ပတ်ဝန်းကျင်တော့ကြာအကယ်၍ကိုလိုချင်တဲ့ area of interest ကလေးကိုပဲ clip လုပ်ပြီးမှ classify လုပ်မယ်ဆိုရင်တော့ classification လုပ်တဲ့ process ကမြန်တယ်ကဲဒါဆိုရင်ရသွားပြီ classification ကို class ID အရာအဲ့ဒါဆို class ID အရာပေးထားတဲ့အရောင်လေးတွေ ocean เนาะ ocean ကိုဘာရောင်ထားလဲဆိုလို့ရှိရင် deep blue လေးထားလိုက်မယ် ocean ဒီ deep blue okay အပေါ်က ocean ကိုလည်း deep blue okay နောက်တစ်ခါကျတော့ဒီနှစ်ခုကအရောင်ဒီအရောင်ကနည်းနည်းလေးပြတဲ့ deep blue ကိုပေးလိုက်မယ်တူတူဖြစ်သွားအောင်okay နော် ocean water ပြီးရင် river water ကိုတော့ navy blue အရောင်ပေးလိုက်မယ် okay river water ကို navy blue အရောင်အပြပေးလိုက်မယ် lake water ကိုတော့စိမ်းပြရောင်လေးပေးလိုက်မယ်တောက်သုံးရေစိမ်းပြရောင် okay နောက် resident ကိုတော့ color လေးကို resident ရဲ့ color လေးကို brown color မျိုးလေးဒီအရောင်လေးပေးလိုက်မယ်နောက်တစ်ခါ tree ကတော့အစိမ်းရင်အရောင်ပေးမယ် okay နောက်တစ်ခါ crop ကိုတော့အနုမြူစိမ်းအရောင်လေးပေးလိုက်မယ် tree ရဲ့အရောင်လေးကစိမ်းရင်အဲ့ဒီအရောင်လေးကို apply လုပ်လိုက်တဲ့အခါမှာဒီမှာဆိုရင်နော် building လေးကအညိုရောင်နောက်ပြီးတော့ deep water ocean water သည်နပြရောင် river water သည်light blue ပေါ့နောက်တစ်ခါကျ lake ဒီမှာဆိုရင်လှော်ကား lake ဒီမှာဆိုရင်အင်းရ lake သူသည်စိမ်းပြရောင် vegetation လေးတွေကကြတော့ဒီအနုမြူစိမ်းရောင်လေးဖြစ်နေပြီးတော့ tree တွေကတော့နည်းနည်းပိုရင့်တဲ့အစိမ်းရောင်ဒီနေရာလေးမှာပို